ပုံမှန်လာစားနေကြ regular customer ဆိုပေမဲ့လည်းဒီဆိုင်ရဝန်ထမ်းတွေကသူတို့ကိုအဲ့လိုဝမ်းသာအားရနဲ့အဲ့လိုကြိုဆိုရလောက်တဲ့အနေအထားမျိုးတော့မဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ကအမြဲတမ်းလာတိုင်းပြဿနာတွေရှာတယ်။ကိုပလိတွေများတယ်။တောက်ဆမှုတွေအများများတယ်။အဲ့တော့စိတ်နှောက်ယှက်ပေးတယ်ပေါ့နော်။ဝန်ထမ်းတွေကိုစိတ်နှောက်ယှက်ပေးတာဖြစ်တဲ့ဝန်ထမ်းတွေကတော့ဒီမိသားစုတိတ်တော့မကြည့်ဘူး။ဒါပေမဲ့လည်းကိုယ်ဆိုင်ကိုလာတဲ့ customer ဖြစ်တဲ့အတွက်အကုန်လုံးကတော့ပြုံးရွှင်ရွှင်နဲ့ကြိုဆိုကြတယ်။ဆိုင်ကိုရောက်လာတာနဲ့ဒီမိသားစုကို service ပေးဖို့အတွက်ဆိုင်မှာရှိတဲ့ဝန်ထမ်းတွေတွေက senior waitress တယောက်ကတာဝန်ယူလိုက်ရတယ်။ဘာဖြစ်လို့လဲဆိုတော့တခြားသောဝန်ထမ်းအငယ်လေးတွေဝန်ထမ်းအသစ်တွေနဲ့ဆိုလို့ရှိရင်အဆင်မပြေတာတွေပြဿနာဖြစ်တာတွေဖြစ်မှာဆိုလို့အတွေ့အကြုံရှိပြီးသား senior waitress တယောက်ကနေပြီးတော့မှဒီမိသားစုကို service ပေးဖို့အတွက်တာဝန်ယူတယ်ပေါ့မိသားစု၃ယောက်ကဆိုင်ထဲဝင်လာတယ်အဲ့တော့ထိုင်ကုန်မှာထိုင်တယ်ထိုင်ပြီးဆိုတာနဲ့ order တွေစပြီးတော့မှာတယ်ပေါ့နော်အဲ့တော့ hot pot ဆိုင်ဆိုပေမဲ့လည်းသူကကြတော့အဲ့လို buffet လိုမျိုးအကုန်လုံးခေတ်ကျထားတဲ့ဆိုင်မျိုးမဟုတ်ဘူး a la carte ပုံစံမျိုး menu ကြည့်ပြီးတော့မှဟင်းပွဲတစ်ပွဲချင်းစီကိုမှာရတဲ့ဆိုင်မျိုးပေါ့နော်အဲ့တော့အဲ့ကလေးတွေကmenu ကိုကြည့်တယ်ကြည့်ပြီးတော့စပြီးတော့ order မှာတယ်ပေါ့နော်အဲ့မှာ waitress ကလည်းသူက order ကောက်ဖို့အတွက် order မှတ်ဖို့အတွက်ကို ready ဖြစ်နေတဲ့အချိန်မှာအဲ့ကောင်လေးက menu ကိုကြည့်တယ်ကြည့်ပြီးတော့သူစားချင်တာတွေသူမှာတယ်ပေါ့နော်ဥပမာအမဲသားယူမယ်ပသားယူမယ်အသီးရွက်ယူမယ်ဘာညာဆိုပြီးတော့သူမှာချင်တာတွေကိုတန်းစီပြီးမှာလိုက်တယ်အဲ့ဒီဥစ္စာ waitress ကလည်း paper မှာချပြီးတော့မှတ်တယ်ပေါ့နော်အဲ့တော့အကုန်လုံးလည်းမှတ်ပြီးသွားတော့အဲ့ကောင်လေးကနေမှတ်လို့ပြီးပြီလားပေါ့ဆိုတော့ waitress ကလည်းပြီးပါပြီပေါ့ဆိုတော့အဲ့ချိန်မှာအဲ့ကောင်လေးကအဲ့အားလုံးမယူတော့ဘူးဆိုပြီးတော့ cancel ပလိုက်တယ်